ငယ်စဉ်ကလေးကနေပြီးတော့ကိုယ့်ရဲ့ကလေးကိုအင်္ဂလိပ်စာအခြေခံကောင်းချင်ရင်ဘာတွေလုပ်ရမလဲအသက်9နှစ်ကနေစပြီးတော့တက်လို့ရတဲ့ program လေးရှိပါတယ်ဒါကတော့ YLE လို့ခေါ်တဲ့ရန်လန်နာ English program လေးဖြစ်ပါတယ်ဒီ exam ကတော့4 skill လုံးကို cover ဖြစ်အောင်ဆွဲထားတဲ့အင်္ဂလိပ်စာ program လေးဖြစ်ပါတယ်အထူးသဖြင့်အသက်9နှစ်အရွယ် KG level ကနေစပြီးတော့တက်ရောက်နိုင်မှာဖြစ်ပါတယ်ဘာတွေပါမလဲဆိုတော့ listening speaking reading writing ဆိုပြီးတော့4 skill လုံးကို cover ဖြစ်အောင်ဆွဲထားတဲ့ program ပဲဖြစ်ပါတယ်ဒီလေးခုကိုငယ်ရွယ်စဉ်ကလေးကနေပြီးတော့ပေးခြင်းအပြင်ကလေးတွေရဲ့အင်္ဂလိပ်စာ foundation ကလုံးဝကိုခိုင်မာသွားမှာဖြစ်ပါတယ်။ YLE English မှာတော့ level 3ခုရှိပါတယ် Starter, Mover, Flyer ဆိုပြီးတော့ရှိတယ်เนาะဒီ level 3ခုမှာ exam တွေကိုဝင်ဖြေမယ်ဆိုရင် exam pressure တွေ exam fear တွေမရှိတော့ဘဲနဲ့ကိုယ့်ကိုယ်ယုံကြည်မှုတွေတိုးတက်လာမယ်တကယ် native speaker တွေနဲ့လေ့ကျင့်ရတာဖြစ်တယ် native speaker တွေနဲ့တွားပြီးတော့ exam practice လုပ်ရတာဖြစ်တဲ့အတွက်ငါပြောနိုင်တယ်ဆိုတော့ယုံကြည်မှုတွေတိုးတက်လာမယ် speaking မှာလည်းပို့ပြီးတော့ပြောရဲဆိုရဲဖြစ်လာမယ်ပြီးရင်နောက်ဆုံးတစ်ချက်ကတော့ကလေးငယ်ရွယ်စဉ်မှာအင်္ဂလိပ်စာ foundation ကောင်းလာဖြစ်တဲ့အတွက်အတန်းကြီးလာတော့ international school ပဲသွား private school ပဲသွားအင်္ဂလိပ်စာအခြေခံကောင်းလာဖြစ်တဲ့အတွက်သင်ခန်းစာတွေမှာလိုက်ရပို့ပြီးတော့လွယ်ကူစေတယ်အထူးသဖြင့်အလယ်တန်းအထက်တန်းအရွယ်မှာဆိုရင်အင်္ဂလိပ်စာကကလေးအတွက်လွယ်ကူတဲ့ဘာသာရပ်ဖြစ်နေပါမယ်အထက်တန်းမှာဆိုရင်ဘာသာရပ်အားလုံးကအင်္ဂလိပ်စာဖြစ်တဲ့အတွက် English language skill တာကောင်းနေတယ်ဆိုရင်တော့ကလေးတွေအတွက်စိတ်ပူစရာမရှိဘူးသူများအတွက်တမန်တာနေမှာဖြစ်ပါတယ်နောက် level တွေဖြစ်တဲ့ KED, PED နောက်ဆုံးနိုင်ငံတကာ exam တွေအထိဝင်ဖြေလို့ရအောင် IELTS တွေအထိထောက်ပံ့ပေးတော့မှာဖြစ်ပါတယ်ဒါကြောင့်ကလေးတွေကရန်လန်နာဖြစ်တဲ့ Starter, Mover, Flyer ကိုဖြည့်ထားသင့်တယ်လို့အကြံပေးချင်ပါတယ်ဒီကနေတစ်ဆင့် KED, PED, IELTS အထိတက်လှမ်းနိုင်မှာ